30ဤပြေမြတ်စွာတတဝါကျမ်းမာကြပါစေမေတ္တာတသွင်အချင်းချင်းပန်းသိနိုင်ပါစေတေဟုတေဟုချီးကြည်နုယေရှုပြုပါစေတရားတရားယံစားပြချီးမြှောက်နိုင်ပါစေမြတ်လာယံသူယမမှုယဥဒမြဝေပါစေယောဂမဖြစ်စိတ်မငြိအပြေကင်းပါစေဒုက္ခဥဒရွေမကြုံတွေ့ချမ်းမြေကြပါစေဒီဓမ္မကယနေ့ဓမ္မသဘင်ကြွဝေလာရောက်ကြကုန်သောသင်္တကရကမပေါင်းသူတော်ကောင်းတို့ဤဣဇာတိကဝါဤရေသူကိုတွင်ကိုပါနတနာတု၌သဗ္ဗိတရားလုံးစုံသောဘေဥပတော်တို့သည်ဝိဝဇ္ဇန္တုရှောင်လဲပြောပြကြပါစေကုန်သောကသဆိုရင်သောကတရားတွေသည်၎င်းအရဂဇကအနာယောဂတွေသည်၎င်းဝိနာတတုပြောပြကြပါစေအန္တရာယလုံးစုံသောဘေဥပတော်တို့သည်မဘွန်တုမကြမရောက်ကြပါစေကုန်လေသုခိတာကိုစိတ်နှပြဉာဏ်မှကျမ်းသာလမ်းပြဝန္တာခြင်းရှိကြကုန်သည်ဖြစ်၍ဒီကယုကတဲ့ရာရန်ကိုကြော်လွန်နိုင်ကြကုန်သည်ဘဝတုဘဝန္တုကောင်းစွာမသွေပြည့်မြတ်တော်အမွန်နိုင်ကြပါစေကုန်သတည်းအလုံးမဲ့ကိုနှုတ်စေဝိုင်းအေးချမ်းစွာဖြင့်လက်ဥကလေးတွေကိုချပြီးတော့ဘုပ္ပဇင်ဟောတဲ့တရားကိုနားနိုင်ကြပါစေနားတဲ့အတိုင်းလည်းသိကြပါစေသိတဲ့အတိုင်းလည်းကျင့်ကြံကြိုးစားပွားများအားထုတ်နိုင်ကြပါစေဆိုတဲ့စေရနာစန္ဒမေတ္တာတရားကိုရှေ့ရန်တင်ပြီးကျေးဇူးပြုပေးသွားမှာဖြစ်သည့်အတွက်ကြောင့်ကြိုက်နဲ့တတ်သလိုထိုင်ပြီးတရားဓမ္မကိုနာယူကျင့်သုံးနိုင်ကြပါပြီယနေ့ညဥပဇင်ကျေးဇူးပြုပေးသွားမဲ့တရားတစ်ပုဒ်ရဲ့ခေါင်းစဉ်လေးကဝါမရှိပဲနဲ့ဝိမလုပ်ပါနဲ့ပြန်ပြောကြအောင်ဝါမရှိပဲနဲ့ဝိမလုပ်ပါနဲ့ဒါလောကဥပမာလေးကိုမိမိတို့ပေးပြီးတော့ဥစဉ်ကျေးဇူးပြုခြင်းဖြစ်ပါတယ်လောကမှာဝါဆိုတဲ့စလုံးအက္ခရာမရှိပဲနဲ့ဝိဆိုတဲ့စလုံးအက္ခရာရေးလို့မရတယ်လို့ပဲတရားအလုံးအထုတ်တဲ့ပုဂ္ဂိုလ်များလည်းပဲဦးဇင်းတို့ရဲ့ဆရာသခင်ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကဝိသုဒ္ဓိ9ပါးဒေသနာအစဉ်တိုင်းကြိုးစားဖို့ရအတွက်ယထာ9ဆင့်ဥပမာပေးပြီးတော့ကျေးဇူးပြုပါတယ်ဒါကြောင့်ဦးဇင်းကဒီဝိသုဒ္ဓိ9ပါးကိုမိမိတို့ဒေသနာအစဉ်တိုင်းမိမိတို့ကြိုးစားပွားများအားထုတ်လာတာဒီယနေ့အဋ္ဌံပါရမီ4ရက်မြောက်ရလာပြီဆိုတဲ့အခါကျတော့မိမိတို့ရဲ့ကျင့်ကြံကြိုးစားပွားများအားထုတ်နေတဲ့စွမ်းအားဘယ်အဆင့်ရောက်ပြီလဲဘာတွေလိုနေသေးလဲလို့ဆိုတာတပါးသူကိုမေးနေမှားတော်ရှိမှန်တော်ရှိဤဝိသုဒ္ဓိ9ပါးကိုပေရန်ထားပြီးတော့တိုင်းတာဖို့ရအတွက်တိုက်တွန်းသောတရားတစ်ပုဒ်ဖြစ်ပါတယ်တနည်းအားဖြင့်ပြောရင်
ဤဝိသုဒ္ဓိခုနှစ်ပါးကိုမိမိတို့အနေနဲ့အစဉ်အတိုင်းကြိုးစားလာခဲ့တာဒီနေ့ငါတို့ဘယ်ဆင်းရောက်ပြီလဲဘာဒီလူနေသေးလေလို့မိမိတို့တိုင်းတာကြည့်ဖို့ရအတွက်တိုက်တွန်းသောတရားတစ်ပုဒ်ဖြစ်ပါတယ်တရားဘာဝနာပွားများအားထုတ်တယ်ဆိုတာဗုဒ္ဓရဲ့အလိုတော်ကြောင့်ကျေးဇူးတော်ရှင်ပြည့်စုံမဟာရထဂုရုဧကမဟာဗန္ဓိတမဂုဆရာတော်ဘုရားကြီးကအဲ့ဒီဝိသုဒ္ဓိခုနှစ်ပါးကိုအစဉ်တိုင်းကြိုးစားဖို့ယထာ90ဥပမာပေးသွားပါတယ်အဲ့ဒီဆရာတော်ဘုရားကြီးဟောကြားထားတဲ့ဒေသနာကရှင်သာရိပုတ္တရာကိုရောမြတ်နေရှင်ဘုံနမထေရမြတ်နှစ်ပါးတို့ကအမေးပေပြုပြီးတော့ကျေးဇူးပြုသွားသောဒေသနာဖြစ်ပါတယ်အဲ့ဒီအမေးပေပြုပြီးတော့ကျေးဇူးပြုသွားတဲ့မထေရမြတ်နှစ်ပါးသည်တာမီညပုဂ္ဂိုလ်ကြီးတွေမဟုတ်ပါဘူးအဘိညာဉ်ရတဲ့ယဟန္တာပုဂ္ဂိုလ်ကြီးတွေဖြစ်ပါတယ်အဲ့ဒါအဘိညာဉ်ရတဲ့ယဟန္တာပုဂ္ဂိုလ်ကြီးတွေကဒီဝိသုဒ္ဓိခုနှစ်ပါးကိုယထာ90ဥမာပေးပြီးတော့အမေးအဖြေပြုသွားခဲ့ပါတယ်ဘာကြောင့်အမေးဖြေပြုပြီးတော့ကျေးဇူးပြုသွားသလဲလို့မေးနောင်လာနောက်သားတွေလုပ်ငန်းစဉ်မှန်ကန်ဖို့ပြောကြရအောင်နောင်လာနောက်သားတွေလုပ်ငန်းစဉ်မှန်ကန်ဖို့ပါဒါကြောင့်တရားအလုပ်အားထုတ်မယ်လို့ကြံရွယ်တဲ့ပုဂ္ဂိုလ်တရားအလုပ်အားထုတ်နေတဲ့ပုဂ္ဂိုလ်ဒီဝိသုဒ္ဓိခုနှစ်ပါးကိုအစဉ်တိုင်းကြိုးစားရမှာဖြစ်ပါတယ်ဒါကြောင့်ယနေ့ဦးဇင်းများရဲ့သာသနာတော်မြတ်ကြီးကိုစွန့်သင်္ကန်းကြောင်းစိတ်၄ပါးသောပစ္စည်းတို့ဖြင့်ချင်းမြင်ထောက်ပံ့ကြတဲ့အလုံးသောစေတော်မျိုးတော်ပေါင်းတော်ကောင်းတို့မိမိတို့ကြိုးစားပွားများအားထုတ်တဲ့စွမ်းအားဘယ်အဆင့်ရောက်ပြီလဲဆိုတာဒီဝိသုဒ္ဓိခုနှစ်ပါးကိုပေရန်ထားပြီးတော့တိုင်းတာဖို့ရအတွက်ဦးဇင်းကလောကဥပမာလေးပေးပြီးတော့ကျေးဇူးပြုခြင်းဖြစ်ပါတယ်အဲ့ဒီဝိသုဒ္ဓိခုနှစ်ပါးမှာမြို့တို့အနေနဲ့ဝိသုဒ္ဓိဆိုတာကဝိဆိုတာကအထုသုဒ္ဓိဆိုတာကစင်ကြယ်သောတရားများဒါကိုဝိသုဒ္ဓိခုနှစ်ပါးကိုအဖြောင့်ပြန်လိုက်ရင်အထုစင်ကြယ်သောတရားများပြောကြအောင်အထုစင်ကြယ်သောတရားများအဲ့ဒီအထုစင်ကြယ်သောတရားတွေကဘာတွေလဲလို့မေးရင်နံပါတ်1ကသီလဝိသုဒ္ဓိနံပါတ်2ကဘာပါလဲသီလဝိသုဒ္ဓိပါနံပါတ်2ကစိတ်တဝိသုဒ္ဓိနံပါတ်2ကဘာပါလဲစိတ်တဝိသုဒ္ဓိပါနံပါတ်3ကဒိဋ္ဌိဝိသုဒ္ဓိနံပါတ်3ကဘာပါလဲဒိဋ္ဌိဝိသုဒ္ဓိပါနံပါတ်4ကကင်္ခာဝိတရဏဝိသုဒ္ဓိနံပါတ်4ကကင်္ခာဝိတရဏဝိသုဒ္ဓိပါနံပါတ်5ကမေဃညာနာတသနာဝိသုဒ္ဓိနံပါတ်5ကမေဃညာနာတသနာဝိသုဒ္ဓိပါနံပါတ်6ကပฏิပဒါညာနာတသနာဝိသုဒ္ဓိနံပါတ်6ကပฏิပဒါညာနာတသနာဝိသုဒ္ဓိပါနံပါတ်9ကညာနာတသနာဝိသုဒ္ဓိနံပါတ်9ကညာနာတသနာဝိသုဒ္ဓိပါဝိသုဒ္ဓိဘယ်နှပါအစဉ်တိုင်းပြန်ပြောကြည့်အောင်ဓိနဲ့ခုနခါပြည့်ရင်ကျင့်တတ်ပြီပြောသီလဝိသုဒ္ဓိစေတဝိသုဒ္ဓိဒိဋ္ဌိဝိသုဒ္ဓိကင်္ခာဝိတရဏဝိသုဒ္ဓိမေဃညာနာတသနာဝိသုဒ္ဓိပฏิပဒါညာနာတသနာဝိသုဒ္ဓိညာနာတသနာဝိသုဒ္ဓိဆွေတော်မျိုးတော်များသူတို့ပြောခိုင်းတာဥစဉ်ပြောသွားတာနဲ့တူလိုက်တာနော်ဝိသုဒ္ဓိဘယ်နှပါဒီဝိသုဒ္ဓိခုနှစ်ပါးကိုတရားအလုပ်အားထုတ်မယ်လို့ကြံရွယ်သောပုဂ္ဂိုလ်တရားအလုပ်အားထုတ်နေသောပုဂ္ဂိုလ်ဒီဝိသုဒ္ဓိခုနှစ်ပါးကိုနားလည်သဘောပေါက်ပြီးတော့ဒေသနာအစဉ်တိုင်းမကြိုးစားရမလားကြိုးစားရမလားအဆင့်ကျော်လို့ရပါမလားအဆင့်ကျော်သွားပြီဆိုရင်ဘာနဲ့ဥပမာတူတယ်လဲလို့မေးရင်ဝါမရှိဘဲနဲ့ဝိလုတ်နေတာနဲ့တူတယ်ဘာနဲ့တူတယ်ဝါမရှိဘဲနဲ့ဝိလုတ်နေတာနဲ့ဒါဝါမရှိဘဲနဲ့ဝိလုတ်နေတာနဲ့တူသည့်အတွက်ကြောင့်အခြေခံအုံးမြစ်ကနံပါတ်1ကသီလဝိသုဒ္ဓိကသီလစင်ကြယ်ခြင်းဘာစင်ကြယ်ခြင်းသီလစင်ကြယ်ခြင်းပါတရားအလုပ်အားထုတ်တယ်ဆိုတာနံပါတ်1အခြေခံကဘာစင်ကြယ်ရမလဲသီလစင်ကြယ်ရမှာပါသီလစင်ကြယ်ပြီဆိုရင်နောက်တစ်ဆင့်တက်ပြီးကြိုးစားရမှာကစေတဝိသုဒ္ဓိ
စိတ်တဝိသုဒ္ဓိဆိုတာကစိတ်စင်ကြယ်ခြင်းဘာစင်ကြယ်ခြင်းအဲ့ဒီစိတ်စင်ကြယ်ဖို့ရတဲ့ရှေ့ပိုင်းကသီလစင်ကြယ်ဖို့မလိုဘူးလားသီလစင်ကြယ်မှာစိတ်စင်ကြယ်မယ်ပြောကြအောင်သီလစင်ကြယ်မှာစိတ်စင်ကြယ်မှာအဲ့ဒါစိတ်စင်ကြယ်သွားပြီဆိုနောက်တစ်ဆင့်တက်ပြီးကြိုးစားရမှာကဒိဋ္ဌိဝိသုဒ္ဓိဘာဝိသုဒ္ဓိဒိဋ္ဌိဝိသုဒ္ဓိဆိုတာကအယူစင်ကြယ်ခြင်းဘာစင်ကြယ်ခြင်းပါလဲဒါကိုနားလေသဘောပေါက်အောင်ပြောမယ်ဆိုရင်တော့ယုံနံကွဲခြင်းဘာကွဲခြင်းပါလဲအဲ့တော့ယုံနံကွဲဖို့ရန်အတွက်ရှေ့ပိုင်းကစိတ်စင်ကြယ်ဖို့မလိုဘူးလားစိတ်စင်ကြယ်ဖို့ရန်အတွက်သီလစင်ကြယ်ဖို့မလိုဘူးလားတောင်သီလစင်ကြယ်ရင်စိတ်စင်ကြယ်မယ်စိတ်စင်ကြယ်ရင်အယူစင်ကြယ်မယ်အဲ့တော့အယူစင်ကြယ်ပြီဆိုရင်နောက်တစ်ဆင့်တက်ပြီးကြိုးစားရမှာကကင်္ခဝိတရဏဝိသုဒ္ဓိကင်္ခဝိနသုဒ္ဓိဆိုတာကယုံမာတန်တရားကင်းစင်ခြင်းဘာကင်းစင်ခြင်းပါလဲတန်တရားဆိုတာတခြားလားဝိသိကိစ္စလားဒါအဲ့ဒီတန်တရားဆိုတဲ့ဝိသိကိစ္စကင်းစင်ဖို့မလိုအပ်တာလားလိုအပ်တာလားအဲ့တော့ဦးဇင်းများရဲ့စေတော်မျိုးတော်ပေါင်းတော်ကောင်းများတွေရှေ့ပိုင်းကသီလစင်ကြယ်ရမယ်စိတ်စင်ကြယ်ရမယ်အယူစင်ကြယ်ရမယ်ယုံမာတန်တရားကင်းစင်ရမယ်ပြန်ပြောကြည့်အောင်သီလစင်ကြယ်ရမယ်စိတ်စင်ကြယ်ရမယ်အယူစင်ကြယ်ရမယ်ယုံမာတန်တရားကင်းစင်ရမယ်ရှေ့ပိုင်းကဒီဝိသုဒ္ဓိ၄ပါးနဲ့ပြည့်စုံဖို့မလိုဘူးလားလိုပါရဲ့အဲ့တော့ဝိသုဒ္ဓိ၄ပါးပြည့်စုံသွားပြီဆိုနောက်တစ်ဆင့်တက်ပြီးကြိုးစားရမှာကမေဃညာနာဒသနာဝိသုဒ္ဓိဒါကိုဆရာတော်ဘုရားကြီးရဲ့ဥပနိဒေယအတိုင်းပြောရမယ်ဆိုရင်မေဃညာနာဝိသုဒ္ဓိဆိုတာဖြစ်ပြမြင်ခြင်းဘာမြင်ခြင်းပါလဲအဲ့တော့ဖြစ်ပြမြင်ဖို့ရတဲ့ရှေ့ပိုင်းကဒီဝိသုဒ္ဓိ၄ပါးနဲ့ပြည့်စုံဖို့မလိုဘူးလားလိုပါရဲ့ဒီဝိသုဒ္ဓိ၄ပါးနဲ့မပြည့်စုံပါပဲနဲ့ဖြစ်ပြမြင်ပါတယ်လို့ပြောနေရင်ဘာနဲ့ဥပမာတူတယ်လဲလို့မေးရင်ဝါမရှိပဲနဲ့ဝေးလုံနေတာနဲ့တူတယ်ပြောကြည့်အောင်ဝါမရှိပဲနဲ့ဝေးလုံနေတာနဲ့တူပါတောင်းစီများရဲ့စရောမျိုးတော်အပေါင်းတော်ကောင်းများတွေဖြစ်ပြနဲ့မဲကလေးကိုက်လို့ဖြစ်ပြမြင်နေပြီဆိုရင်ဒီအစဉ်ရောက်သွားပြီဆိုရင်ဒီလောက်နဲ့တင်းတိမ်ကျဉ်တ်နေလို့ရပါမလားမရပါဘူးနောက်တစ်ဆင့်တက်ပြီးကြိုးစားရမှာကပฏิပဒါညာနာဒသနာဝိသုဒ္ဓိပฏิပဒါညာနာဒသနာဝိသုဒ္ဓိဆိုတာဖြစ်ပြမုံခြင်းဘာမုံခြင်းပါလေမုံတယ်ဆိုတာမမြင်မဲနဲ့မုံပါမလားမုံပါဘူးမြင်ရင်မုံမယ်မြင်ရင်ဘာဖြစ်မယ်မုံပါအဲ့တော့မုံသွားပြီဆိုရင်နောက်ဆုံးတနေ့မဆုံးပါလားဆုံးပါလားဆုံးပါဆုံးသွားပြီဆိုရင်ဝိသုဒ္ဓိဤအပြင်ပြောရင်ညာနာဒသနာဝိသုဒ္ဓိဘာဝိသုဒ္ဓိပါလေညာနာဒသနာဝိသုဒ္ဓိဆိုတာမဲ့ဉဏ်ရခြင်းဘာရခြင်းပါလေအဲ့တော့ဖြစ်ပြမြင်နေတော့ကလောကီမဲ့ခင်၅ပါးဖြစ်ပြမုံနေတော့ကလည်းလောကီမဲ့ခင်၅ပါးဖြစ်ပြဆုံးသွားလို့မိတို့မဲ့ညာရသွားပြီဆိုရင်အာလုံးပေါင်းလိုက်ရင်မဲ့ခင်ဘယ်နှပါး၈ပါးပြည့်သွားဆိုရင်မဲ့ဆိုတာနဲ့တပည့်နေဖို့သူကူးပြီးတော့နိဗ္ဗာန်ခရီးမဝင်ရမှာလားဝင်ရမှာလားဒါနိဗ္ဗာန်ခရီးတက်လန်းဖို့ရန်အတွက်ဒီဝိသုဒ္ဓိ9ပါးကိုယထာ9ဆင်းဥပမာမပေးခဲ့တာလားပေးခဲ့တာလားဒါလေးကိုမြန်မာပြန်လေးဆိုကြည့်အောင်နောက်ကလိုက်ဆိုသီလစင်ကြယ်ခြင်းစိတ်စင်ကြယ်ခြင်းအယူစင်ကြယ်ခြင်းယုံမှန်တန်တရားကင်းစင်ခြင်းဖြစ်ပြမြင်ခြင်းဖြစ်ပြမုံခြင်းမဲ့ဉဏ်ရခြင်းအလုံးဘယ်နှပါးအစဆုံးတစ်ခေါက်ပြန်ပြောချင်းနဲ့ခုနှစ်ခါပြည့်အောင်ပြောသီလစင်ကြယ်ခြင်းစိတ်စင်ကြယ်ခြင်းအယူစင်ကြယ်ခြင်းယုံနာတရားစင်ကြယ်ခြင်းဖြစ်ပြမြင်ခြင်းဖြစ်ပြမုံခြင်းမဲ့ဉဏ်ရခြင်းဝိသုဒ္ဓိဘဏ္ဍပါဒီနေ့ကုသများရဲ့စတော်မျိုးတော်ပေါင်းတော်ကောင်းများတို့တရားဘာဝနာပွားများအထုံးနေတယ်ဆိုတာဒီနိဗ္ဗာန်ခရီးသို့မတက်လန်းနေတာလားတက်လန်းနေတာတ
အဲ့ဒါနိဗ္ဗာန်ကြီးတလန်းတဲ့နေရာမှာတရားဟောသူတရားနာသူနှပြသောပုဂ္ဂိုလ်ပေါင်းသူတော်ကောင်းတို့ပုထုဇဉ်နေပယ်ကနေမသွားနေတာလားသွားနေတာအဲ့တော့ပုထုဇဉ်နေပယ်ကနေဒီနိဗ္ဗာန်ကြီးတလန်းတဲ့နေရာမှာဒီဝိသုဒ္ဓိ9ပါးကိုယထာ9စင်ဥပမာထားပြီးတော့စီးနှင်းကမသွားရမှာလားသွားရမှာလားအဲ့တော့စီးနှင်းကသွားရမှာဆိုတော့ကိုယ့်ကိုယ်ကိုပြန်ပြီးတော့ဒီဝိသုဒ္ဓိ9ပါးကိုပေရန်ထားပြီးတော့တိုင်းတာကမကြည့်ရမှာလားကြည့်ရမှာလားကြည့်ရမယ်ဆိုတော့နံပါတ်1ကဘာစင်ကြယ်ရမယ်ဒါသီလစင်ကြယ်ဆိုတော့ကိုယ့်ကိုယ်ကိုပြန်ပြီးတော့စင်ကြင်ပြီးတော့ကြည့်လိုက်တဲ့ကသီလစင်ကြယ်မှုရှိမရှိဗျာအမလေးဗျာဆိုတာနဲ့တွန့်သွားတယ်ဟုတ်ပါတယ်သီလစင်ကြယ်တယ်ဘာစင်ကြယ်တယ်ဘယ်နှပါးတောင်ထိန်း10ပါးသီလတောင်မထိန်းနေတာလားထိန်းနေတာဒါပေမဲ့သီလထိန်းတဲ့နေရာမှာကာယကံနဲ့ဝစီကံလုံအောင်ထိန်းတယ်ဒါပေမဲ့ကာယကံနဲ့ဝစီကံလုံအောင်ထိန်းပြီးတော့မနောကံကဘွဲပေါက်နေလို့ရပါမလားမရပါဘူးဒါဥစ္စနုရဲ့ဒေါက်တာသနဝရဘိဝန်သာဆရာတော်ဘုရားကမိမိတို့တဲ့ကာယကံမှုဝစီကံမှုလုံပြီဆိုပြီးတော့တင်းတိမ်ကျင့်တတ်မနေနဲ့တဲ့မနောကံဘွဲပေါက်နေရင်လည်းစိတ်စင်ကြယ်မှုမရနိုင်ဘူးတဲ့ဒါကြောင့်မလို့တရားလေးထိုင်ပြီးစုကြတဲ့တပြိုင်နက်တည်းကိုယ့်ရဲ့အာသာအာယုံသမီးအာယုံစီဝါအာယုံအလုံးကိုမိတ်ဖြောက်ပြီးတော့စိတ်ကလေးကိုလည်းပဲစင်ကြယ်အောင်မနောကံသီလကိုလည်းလုံအောင်မထင်ရမှာလားထင်ရမှာအဲ့တော့မနောကံသီလဥစဉ်များရဲ့ဆိုတော်မျိုးတော်ပေါင်းတော်ကောင်းများတို့လုံအောင်ထိမ့်လိုက်ပြီဆိုရင်ဘာဝိသုဒ္ဓိသီလစင်ကြယ်မှုမရှိတာလားရှိတာလားသီလစင်ကြယ်သားဆိုနောက်တစ်ဆင့်တက်ပြီးကြိုးစားရမှာကဘာစင်ကြယ်ရမလဲအဲ့တော့စိတ်စင်ကြယ်ရမယ်ဆိုတော့ကိုယ့်ရဲ့စိတ်ကလေးသည်ခန္ဓာမှာညံကပ်ပြီးတော့ရှုမှတ်တဲ့နေရာမှာအာယုန်တစ်ပါးစိတ်မသွားရလေအောင်မြို့သားရဲ့စေတော်မျိုးတော်ပေါင်းတော်ကောင်းဝင်လေသည်ထွက်လေသည်မှတ်တဲ့နေရာမှာလည်းပဲလေးလေးရှုသွင်းလိုက်တဲ့အခါမှာအေးတဲ့သဘောတရားလည်းပဲမသိဘူးလားသိပါရဲ့။နှွေးတဲ့သဘောတရားလည်းပဲမသိဘူးလားသိပါရဲ့။ဟောထိုင်ခြင်းဣရိယာပုတ်တင်မှာကရှုမှတ်တဲ့သွားခြင်းဣရိယာပုတ်ရှုမှတ်တဲ့နေရာမှာခြေတော်ကလေးကြွရင်လည်းကြွတဲ့အမူအရာမသိဘူးလားသိပါရဲ့။လမ်းရင်လမ်းတဲ့အမူအရာလည်းပဲမသိဘူးလားသိပါရဲ့။ချားရင်ချားတဲ့အမူအရာလည်းပဲမသိဘူးလားသိပါရဲ့။အမူအရာလှုပ်ရှားတိုင်းသိနေတာဒီစိတ်မစင်ကြယ်လို့လားစင်ကြယ်လို့လားစင်ကြယ်လို့ပါအဲ့တော့စိတ်စင်ကြယ်သွားပြီဆိုရင်ဘာဝိသုဒ္ဓိစိတ်ဓာဝိသုဒ္ဓိဘာဝိသုဒ္ဓိစိတ်ဓာဝိသုဒ္ဓိစိတ်စင်ကြယ်သွားပြီဆိုရင်နောက်တစ်ဆင့်တက်ပြီးကြိုးစားရမှာကအယူစင်ကြယ်ရမယ်ဘာစင်ကြယ်ရမယ်ဒါဝိဆရာတော်ဘုရားကြီးကတရားအလုပ်အားထုတ်မယ်ဆိုရင်ရှေ့ပိုင်းကဘာအရင်ဖြုတ်ဒိဋ္ဌိဖြုတ်ပါဆရာတော်ဘုရားကြီးကတော့ဒိဋ္ဌိဖြုတ်လို့ဆုံးမတဲ့သဘောအတိတ်ပဲကယုံနံကွဲအောင်အရင်လို့ဘာကွဲအောင်အရင်လို့အဲ့တော့ယုံနံကွဲအောင်ရင်လို့ဆိုတော့ယခုတရားလေးထိုင်လိုက်တယ်ထိုင်လိုက်သည်နဲ့မထိုင်ခြင်းမဲနဲ့ထိုင်တာလားထိုင်ခြင်းလို့ထိုင်တာလားထိုင်ခြင်းလို့ထိုင်ခြင်းတာကထိုင်တဲ့ဟန်ကပုဂ္ဂိုလ်တ attva များပါရလားတခြားလားယုံနဲ့နံလားယုံနဲ့မဲလို့သိရင်ဘာဒိဋ္ဌိပြုတ်အဲ့ဒီယုတ်တရားလေးကြည့်လို့ဉာဏ်လေးနဲ့စိုက်ကြည့်တော့ဒီခါကျမြဲတဲ့တရားလားမမြဲတဲ့တရားလားမမြဲတဲ့သဘောတရားလေးသိတော့ဘာဒိဋ္ဌိပြုတ်တခြားနဲ့သိတာလားဉာဏ်နဲ့သိတာမိမိရဲ့နှလုံးသားတဏ္ဍာမှာဉာဏ်လေးအစားထိုးနေတော့ဘာဒိဋ္ဌိပြုတ်အဲ့ဒီလိုသက်ကာယတတ္တရာဥစ္စေတာဒိဋ္ဌိတွေမကင်းစင်ရမှာလားကင်းစင်ရမှာကဲကင်းစင်မှုရှိမရှိဥစဉ်ကပြန်မေးမယ်ပုဂ္ဂိုလ်တ attva လားယုံနဲ့နံလားယုံနဲ့မဲလို့သိရင်ဘာဒိဋ္ဌိပြုတ်အဲ့ဒီယုတ်တရားကောမြဲတဲ့တရားလားမမြဲတဲ့တရားလားမမြဲဘူးလို့သိရင်ဘာဒိဋ္ဌိပြုတ်တခြားနဲ့သိတာလားဉာဏ်နဲ့သိတာလားဉာဏ်လေးစားတွန်းနေတော့ဘာဒိဋ္ဌိပြုတ်ကိုယ့်ရဲ့တဏ္ဍာမှာဘယ်လိုတရားပဲပေါ်တဲ့တရားသည်ဖြစ်ပြီးတည်တတ်တာဖြစ်ပြီးပြတ်သွားတာလားအဲ့ဒီအပြက်ကိုမြင်ရင်ဘာဒိဋ္ဌိစင်တတတာဒိဋ္ဌိစင်နည်းနည်းလေးနှုတ်နှိမ့်သွားရင်တော့မဟုတ်သေးဘူးနော်အပြက်ကိုမြင်ရင်ဘာဒိဋ္ဌိစင်အဖြစ်ကိုမြင်ဘာဒိဋ္ဌိစင်ဖြစ်တာနဲ့ပြက်တာဒီပုဂ္ဂိုလ်တ attva လားယုံနံလားယုံနံမဲ့လို့သိရင်ဘာဒိဋ္ဌိစင်အဲ့ဒီလိုအသိဉာဏ်ပိုင်းကနေတရားလေးအားထုတ်လိုက်သည်နဲ့တပြိုင်နက်တည်းအယူတွေစင်ကြယ်သွားပြီဆိုရင်ဘာဝိသုဒ္ဓိဒိဋ္ဌိဝိသုဒ္ဓိဉာဏ်စဉ်အားဖြင့်ပြောမယ်ဆိုရင်
နာမရူပပရိစ္ဆေဒဉာဏ်ပြောကြအောင်ယုံနံနေမပေါ်လွင်လို့လားပေါ်လွင်လို့လားအဲ့ဒါပေါ်ဖြစ်ပေါ်လာတဲ့ယုတ်တရားနံတရားကလည်းသူ့ကြောင့်ငါကြောင့်ပေါ်လာတာများဟုတ်ရဲ့လားအကြောင်းတရားရှာလိုက်တော့ယုတ်တရားဖြစ်ခြင်းရဲ့အကြောင်းတရားကကံစေဥဒ္ဓအာဟာရအကြောင်းတရားဘယ်နှပါအဲ့ဒီအကြောင်းတရား၄ပါးတဲ့ကိုပုဂ္ဂိုလ်တ attva များပါရလားပုဂ္ဂိုလ်တ attva မပါဘူးလို့အကြောင်းပေါ်မှာဉာဏ်ရှင်းတော့ဘာစင်တန်တရားဝိသိကိစ္စစင်ဘာစင်ပါလေအဲ့တော့တန်တရားဝိသိကိစ္စစင်သွားတာဒီဝိသုဒ္ဓိနေအပြင်ပြောရင်ဘာဝိသုဒ္ဓိကင်္ခာဝိတရဏဝိသုဒ္ဓိဘာဝိသုဒ္ဓိပါလေအဲ့တော့ကင်္ခာဝိရဏဝိသုဒ္ဓိဆိုတာအကြောင်းတရားကိုဉာဏ်နဲ့သိသိပြီးတော့မသိနေတာလားသိနေတာအဲ့တော့အကြောင်းတရားကိုဉာဏ်နဲ့ပိုင်းခြားပြီးတော့သိသိပြီးတော့သိတဲ့ဉာဏ်သည်ပစ္စယပရိက္ခဉာဏ်ဘာဉာဏ်ပါလေဒါကြောင့်ဆရာတော်ဘုရားကြီးကနာမရူပပရိစ္ဆေဒဉာဏ်နဲ့ပစ္စယပရိက္ခဉာဏ်လို့အမိနာမမတတ်ပါပဲနဲ့ဒိဋ္ဌိနဲ့ဝိသိကိစ္စပယ်တတ်ဖို့ရအတွက်တဝဝမဆုံးမတာလားဆုံးမတာလားအဲ့တော့ဆုံးမသွန်သင်ထားသည့်ယူစမြရဲ့ဇတော်မျိုးတွေအကြောင်းတရားပေါ်မှာလည်းဉာဏ်ရှင်းဖို့မလိုဘူးလားအကျိုးတရားပေါ်မှာလည်းဉာဏ်ရှင်းဖို့မလိုဘူးလားအကြောင်းတရားပေါ်မှာဉာဏ်ရှင်းရင်ဘာဝိသုဒ္ဓိကင်္ခာဝိတရဏဝိသုဒ္ဓိအကျိုးတရားပေါ်မှာဉာဏ်ရှင်းရင်ဘာဝိသုဒ္ဓိဒိဋ္ဌိဝိသုဒ္ဓိဒါကြောင့်အကြောင်းအကျိုးပေါ်မှာဉာဏ်ရှင်းပြီးတော့ဒိဋ္ဌိနဲ့ဝိသိကိစ္စအသိဉာဏ်ပိုင်းနဲ့ရှင်းဖို့ရန်အတွက်ဆုံးမတဲ့အဆုံးမလေးဆိုကြည့်အောင်အကြောင်းပေါ်မှာဉာဏ်ရှင်းရင်ဘာစင်တန်တရားဝိသိကိစ္စစင်အကျိုးပေါ်မှာဉာဏ်ရှင်းရင်ဘာစင်အကျိုးပေါ်မှာဉာဏ်ရှင်းရင်ဘာစင်သက်ကာယဒိဋ္ဌိစင်အကြောင်းဒီအကျိုးထဲမှာလိုက်မလာဘူးလို့သိရင်ဘာစင်လိုက်မလာတော့လဲသူရဲ့တတ္တိမကင်းဘူးလို့သိရင်ဘာစင်အပြက်ကိုမြင်ရင်ဘာစင်အဖြစ်ကိုမြင်ရင်ဘာစင်ဖြစ်တာနဲ့ပြတ်တာဒီပုဂ္ဂိုလ်တ attva လားယုံနံလားယုံနံမဲ့လို့သိရင်ဘာစင်အဲ့ဒီဖြစ်ပေါ်လာတဲ့ယုတ်တရားနံတရားကလည်းသူ့ကြောင့်ငါကြောင့်ပေါ်လာတာများဟုတ်ရလားဒါကိုဆရာတော်ဘုရားကြီးကအဲ့ဒီဒိဋ္ဌိဝိသုဒ္ဓိနဲ့ကင်္ခာဝိတရဏဝိသုဒ္ဓိတနည်းအားဖြင့်ပြောရင်ဒိဋ္ဌိနဲ့ဝိသိကိစ္စအသိဉာဏ်ပိုင်းနဲ့ရှင်းဖို့ရအတွက်ခန္ဓာဖြစ်စဉ်ကိုပရိစ္ဆသမုပ္ပါဆက်ရဒေသနာတော်မြတ်နဲ့ဟပ်ပြီးပြလိုက်တဲ့နေရာမှာတရားဟောသူတရားနာသူနှပြသောပုဂ္ဂိုလ်ပေါင်းသူတော်ကောင်းတို့အတိတ်ဘဝတုန်းကနှလုံးသွင်းမှန်ခဲ့တာလားနှလုံးသွင်းမှားခဲ့တာလားနှလုံးသွင်းမှားတဲ့မြေပေါ်မှာအဝိဇ္ဇာမျိုးစိတ်ချခဲ့တယ်တဲ့ဘာမျိုးစိတ်ချခဲ့တယ်အဝိဇ္ဇာမျိုးစိတ်ချခဲ့တာသစ္စာသိခဲ့တာလားမသိခဲ့တာလားသိခဲ့တာပါအဲ့တော့အဝိဇ္ဇာမျိုးစိတ်ချပြီးတော့တဏှာရေလောင်းခဲ့တယ်တဲ့ဘာရေလောင်းခဲ့တယ်ဘုံဘဝတွေကိုမလိုချင်ခဲ့တာလားလိုချင်ခဲ့တာလားတဏှာရေလောင်းပြီးတော့ဥပါဒံမြေဩဇာထဲတယ်တဲ့ဘာမြေဩဇာထဲတယ်အဲ့တော့ဥပါဒံမြေဩဇာထဲပြီးတော့ကံသင်္ခါရအလုတ္တမကပြုပြင်ပေးတယ်တဲ့ဘာအလုတ္တမကကံသင်္ခါရအလုတ္တမကပြုပြင်ပေးပါတယ်ဒါကိုဆရာတော်ဘုရားကြီးကကင်္ခာဝိတရဏဝိသုဒ္ဓိတနည်းအားဖြင့်ပြောရင်ပစ္စယပရိက္ခဉာဏ်ရဖို့ရအတွက်ဆရာတော်ဘုရားကြီးကမိမိတို့ရဲ့ဘဝဖြစ်စဉ်ကိုအတိတ်ဘဝကိုညွှန်ပြီးတော့ဒုတိယကဗျာလေးနဲ့ဆုံးမတာကအဝိဇ္ဇာနဲ့တဏှာအရင်ခံဥပါဒံကံကြောင့်ယုံနံပေါ်တဲ့ပေါ်လာတဲ့ဘဝခန္ဓာသည်သူ့ကြောင့်ငါကြောင့်ပေါ်လာတာဟုတ်ရဲ့လားဟုတ်ပါဘူးဗျာအဝိဇ္ဇာတဏှာအရင်ကဥပါဒံကံတရားကပြုပြင်ပြီးတော့မပေးလိုက်တာလားပေးလိုက်တာအဲ့ဒါအဝိဇ္ဇာတဏှာယင်းကဥပါဒံကံတရားသည်အကျိုးတရားလားအကြောင်းတရားလားအကြောင်းတရားအဲ့ဒီအကြောင်းတရားတွေမြန်ပုဂ္ဂိုလ်တ attva ပါရဲ့လားပါဘူးဗျာအကြောင်းတရားကပြုပြင်ပြီးလို့ဖြစ်ပေါ်လာတာတခြားလားယုံနဲ့နံလားယုံနဲ့နံပါအဲ့တော့ယုံနဲ့နံကအကြောင်းတရားလားအကျိုးတရားလားအဲ့ဒီအကျိုးတရားတွေကိုပုဂ္ဂိုလ်တ attva ပါရဲ့လားအဝိဇ္ဇာတဏှာယင်းကဥပါဒံကံတရားအကြောင်းပေါ်မှာဉာဏ်ရှင်းရင်ဘာစင်တရားဝိသိကိစ္စယခုဖြစ်ပေါ်လာတဲ့ယုံနံအကျိုးပေါ်မှာဉာဏ်ရှင်းရင်ဘာစင်သက္ကာယဒိဋ္ဌိစင်ပါအကြောင်းဒီကြိုးထဲမှာလိုက်မလာဘူးလို့သိရင်ဘာစင်သတ္တရဒိဋ္ဌိစင်ပါလိုက်မလာတော့လေသူ့ရဲ့တတ္တိမကင်းဘူးလို့သိရင်ဘာစင်ဒါဆိုရင်ကိုယ့်ရဲ့ဘဝမှာတန်ဖိုးဖြတ်လို့ရပါမလားမရပါဘူးဘာကြောင့်အသိဉာဏ်ပိုင်းနဲ့စင်နေရင်ကိုပဲဆရာတော်ဘုရားကြီးကသုလသောတာပန်တဲ့ဘာသောတာပန်
သုလသောတာပန်ဆိုတာတဘဝနှစ်ဘဝတော့အပေတခါပိတ်နေပြီဒါပေမဲ့သုလသောတာပန်လောက်နဲ့တင်းတင်းကျဉ်းနေလို့ရပါမလားမဟာသောတာပန်အစဉ်ထိအောင်မကြိုးစားရမလားကြိုးစားရမလားအဲ့တော့မဟာသောတာပန်အစဉ်ထိအောင်ကြိုးစားဖို့ရတယ်ဆရာတော်ဘုရားကြီးကခန္ဓာဖြစ်စဉ်ပြတဲ့နေရာမှာအဲ့ဒီဒုတိယကဗျာလေးကအဝိဇ္ဇာနဲ့တဏှာအရင်ခံဥပါဒကံကြောင့်ယုံနံပေါ်ယုံနံအပင်ကြီးမပေါက်ဘူးလားအဲ့ဒါယုံနံအပင်ကြီးရဲ့အပေါ်မှာဉာဏ်မရောက်ရင်ဟာဒီအပင်ကနေတဏှာဥပါဒကံဆိုပြီးတော့မျိုးတွေကြလာအောင်မေတဲ့ဘာတွေကြလာအောင်မေမျိုးတွေကြလာပြီးဆိုရင်ဒီတဏှာဥပါဒကံနဲ့တာနေလို့သေသွားမယ်ဆိုရင်နောက်တစ်ပတ်ဇာတိဇရာမရဏအပင်ကြီးပြန်ပေါက်မယ်တဲ့ဘာကြီးပေါက်မယ်အဲ့တော့အပင်ပေါက်ရင်အဝိဇ္ဇာသင်္ကာရမျိုးတွေပြန်မကြဘူးလားမျိုးတွေကြရင်ခန္ဓာပင်ကြီးပြန်ပြီးတော့မပေါက်ဘူးလားဒါဆရာတော်ဘုရားကြီးကအပင်မှာမျိုးမျိုးမှာအပင်အပင်မှာမျိုးမျိုးမှာအပင်မောပြီလားတညာလုံးအဲ့ဒီတိုင်းထားလိုက်ရင်တော့မတင်နဲ့အပင်ကနေမျိုးမျိုးကနေအပင်အမြင်မပြတ်ဆက်ဆက်တယ်လို့တန်ត្រာထဲမှာမလဲနေရလားလဲနေရပုဂ္ဂိုလ်တ attva ဒရုဇပါရလားတခြားဆက်နေတာလားအကြောင်းကျိုးတွေဆက်နေတာလားအဲ့ဒီအကြောင်းကျိုးဆက်တဲ့နေရာမှာအပင်နဲ့မျိုးပဲဥစ္စာကအရင်ဖြစ်အဲ့ဒီမျိုးပဲရအဲ့ဒီပင်ပဲရပေါ့အဲ့ဒီမျိုးပဲရအဲ့ဒီပင်ပဲရပေါ့ပလေမောကိုရိုရာပြန်တော်မူသွားတော့မယ်မိုးကုယောဂီဖြစ်သွားပြီဆိုရင်အဖြစ်တက်ရမယ်ဘယ်လိုဖြစ်တက်ရမလဲဆိုအပင်နဲ့မျိုးပဲဥစ္စာကအရင်ဖြစ်တယ်လဲဆိုရင်အကြောင်းအကျိုးဆက်ဆက်နေပါတယ်ဖေရပြောကြအောင်အကြောင်းအကျိုးဆက်ဆက်နေပါတယ်ဗျာနောက်မေးပွေရများရှိသေးလားအကြောင်းအကျိုးတွေမဆက်ဆက်နေရလားဆက်ဆက်နေရလားကုသမြရဲ့ဆိုတော်မျိုးတော်ဘောမိုးကုယောဂီဖြစ်သွားပြီဆိုရင်အဖြစ်တက်ရမယ်မနေ့ကစားလို့တောက်လို့အစဉ်ပြေရလားမလေးသွားပြီတဏှာပဲသွားပြီအကြောင်းအကျိုးညီညွတ်ပါတယ်ဖေရအဲ့လိုလုပ်ပါအမလေးပြေးပါတယ်ဆိုရင်တဏှာပဲရောက်သွားမှာလေမပြေဘူးဆိုရင်ဒေါသပဲရောက်သွားမှာလေနေရထိုင်ရတာကအစဉ်ပြေရလားအကြောင်းအကျိုးညီပါတယ်ဖေရကျမ်းမာရေးနဲ့ပြည့်စုံရလားအကြောင်းအကျိုးညီပါတယ်မလေးအဲ့ဒီကြတော့ပြောင်းသွားပြီအကြောင်းအကျိုးမညီညွတ်လို့လေအောက်ကအလှကန်ကောင်ကဆေးလေးတွေပါသွားတာပေါ့အကြောင်းကျိုးညီညွတ်ရင်ဒီဆေးစားစရာလည်းမလို့ဆေးလိမ့်စရာလည်းမလို့ဘူးလေကျမ်းမာရေးနဲ့ညီညွတ်သလားလို့မေးလိုက်တဲ့ခါကျတော့အဲ့ဒီခါကျတော့ဘလို့ဖြေရမလဲဆိုမှန်လားပါဗျာဖာထေးပါဖေပြောကြည့်အောင်ဘလို့ပါလေဟုတ်တယ်လေဖာထေးမလို့ရတာလားလို့ရတာတောက်စီမရဲ့ဆရာမျိုးတော်ဗလားမိုးကုယောဂီဆိုရင်အဖြေကိုတက်ရမယ်ဘာကြောင့်လဲဆိုတော့ကဆရာတော်ဘုရားကြီးကပုဂ္ဂိုလ်တ attva ဒရုရဇမပါမိပြီးတော့အနေနဲ့အကြောင်းအကျိုးတွေဆက်ဆက်ပုံကိုပရိစ္ဆသမုပ္ပါဆက်ရဒေသနာတော်မြတ်ကြီးနဲ့တည်ခင်းပြီးတော့ပြလိုက်တာအဲ့ဒီကြပြာကိုအစဆုံးဆိုဦးစင်းကစောက်ဝိုင်းထောက်မယ်အဝိဇ္ဇာနိတဏှာယင်ခံဥပါဒံကံကြောင့်ယုံနံဘောအပင်မမျိုးမျိုးမအပင်အမြင်မပြတ်ဆက်ဆက်တိဟံကံကြောင့်နံယုကြောင့်ကံအပံပံပြည့်ပြန်ဤအလျောပြမတရားထင်ရှားပြုပြင်စီရင်ပါစေအကြောင်းရင်းကြောင့်လူနာမြတ်စွာသတ္တဝါတို့ဖြစ်လာရမှုမဟုတ်ဉာဏ်ဖြင့်ရှု၍မြောဉာဏ်လေးနဲ့ရှုမြောလိုက်တဲ့အခါတရားဟောသူတရားနာသူနှပြသောပုဂ္ဂိုလ်ပေါင်းသူတော်ကောင်းတို့ထာဝရဘုရားသခင်မြတ်မဘေဒနုဖန်ဆင်းလို့ပေါ်လာတာဟုတ်ရဲ့လားဟုတ်ပါဘူးအကြောင်းတရားရှာလိုက်တော့ဝိဇ္ဇာသင်္ကာရအကြောင်းတရားလို့မတွေ့ရဘူးလားတွေ့ရပါဘူးဖြစ်ပေါ်လာတော့လေပုဂ္ဂိုလ်တ attva ပေါ်လာတာလားယုံနဲ့နံလားယုံနဲ့နံပါဒါကြောင့်အကြောင်းပေါ်မှာဉာဏ်ရှင်းတော့ဘာစင်တရားဝိဇ္ဇိကိစ္စစင်ပါအကျိုးပေါ်မှာဉာဏ်ရှင်းတော့ဘာစင်အကြောင်းဒီကျိုးထဲမှာလိုက်မလာဘူးလို့သိရင်ဘာစင်လိုက်မလာတော့လေသူရဲ့တတ္တိမကင်းဘူးလို့သိရင်ဘာစင်ဒီအဆင့်ရောက်နေကိုယ်ဘဝမှာတန်ဖိုးဖြတ်လို့မရဘူးတဲ့အဲ့ဒီလိုဒိဋ္ဌိဝိသုဒ္ဓိကင်္ဂဝိဒနာဝိသုဒ္ဓိဘိုင်းကပိုင်နိုင်သွားပြီဆိုရင်နောက်တစ်ဆင့်တက်ပြီးကြိုးစားရမှာကမေဃညာနာဒသနာဝိသုဒ္ဓိ
မေဃဇဏကုသလဆိုတာဖြစ်ပြမြင်ခြင်းဘာမြင်ခြင်းပါလေဒီအဆင့်ကတော့ပုဂ္ဂိုလ်တိုင်းရောက်သူတွေလည်းများပါလိမ့်မယ်အဲ့တော့ရောက်လာပြီဆိုရင်လည်းဦးဇင်းများရဲ့ဆိုတော်မျိုးတွေဆရာတော်ဘုရားကြီးကဒီနေရာမှာအတုတွေလာတတ်တယ်တဲ့အဲ့ဒီအတုလာတာကိုအစစ်လို့ထင်မသွားနဲ့ထင်သွားရင်လမ်းလွဲသွားမယ်ဒါကြောင့်ဆရာတော်ဘုရားကြီးကမိမိတို့အနေနဲ့ကိုယ်တဏ္ဍာမှာဖြစ်ပြတဲ့မဲနဲ့ကြိုက်ပြီဆိုရင်ပေါ်လာတဲ့မက်တု10ပါးကိုပညာရှိများကလူရင်းတို့ရှင်းပြီးတော့မှတ်သား၍လွယ်ကူအောင်ဆုံးမထားတဲ့အဆုံးအမလေးအလုံးစုကြည့်အောင်ဖြစ်ပြမြင်ကားဝန္တာနှစ်သက်အယောင်ထွက်၍ကျက်တိထစွာကြုံတွေ့လာမေဃမဝေးမှဖြစ်ပြတဲ့မဲနဲ့ကြိုက်နေတဲ့ယောဂီမှာကိုယ့်ရဲ့စိတ်ကလေးကကြည်လင်ပြီးတော့လာတဲ့အခါမှာတခါတလေအယောင်အလင်းတွေထွက်လာသလိုတခါတလေခန္ဓာကိုယ်ကြီးကကြီးထွားပြီးတော့အပေါ်သို့မြောက်ကြွသွားသလိုဖြစ်ပေါ်လာတတ်တယ်တဲ့အဲ့ဒီလိုဖြစ်ပေါ်လာတာဒီမဲ့ရဖို့ရမဝေသောအကြောင်းဖြစ်ပါတယ်တဲ့ဒါကိုတာယာသွားရင်လမ်းလွဲသွားမယ်ဘာဖြစ်သွားမလဲလမ်းလွဲသွားပါဘူး။ဒါဆရာတော်ဘုရားကြီးကဘယ်အချင်းရပဲပေါ်ဖြစ်ပြရှုဖို့တာဝန်ကယောဂီရဲ့တာဝန်ဘာရဲ့တာဝန်ယောဂီရဲ့တာဝန်ဒီအဆင့်ကိုရောက်နေသူလည်းပဲများပါလိမ့်မယ်ရောက်နေပြီဆိုရင်လည်းပဲဒါလောက်နဲ့ตาရပြီးတော့မနေပဲနဲ့နောက်ဖြစ်ပြမြင်ရကနေမုန်းအောင်မကြိုးစားရမှာလားကြိုးစားရမှာမုန်းသွားရင်နောက်ဆုံးတစ်နေ့မဆုံးပါလားဆုံးပါလားဆုံးသွားပြီဆိုရင်ခရီးပန်းတိုင်းနိဗ္ဗာန်သို့မဝင်ဆိုင်ရမှာလားဝင်ဆိုင်ရမှာဒါကြောင့်ဦးဇင်းများရဲ့စေတော်မျိုးတို့တရားအလုပ်အားထုတ်နေသောပုဂ္ဂိုလ်တရားအလုပ်အားထုတ်မယ်လို့ကြံရွယ်သောပုဂ္ဂိုလ်ဒီဝိသုဒ္ဓိ9ပါးကိုဒေသနာအစဉ်တိုင်းမကြိုးစားရမှာလားကြိုးစားရမှာဟောရှေ့ပိုင်းကသီလလည်းမစင်ကြယ်စိတ်လည်းမစင်ကြယ်အယူလည်းမစင်ကြယ်တနည်းအားဖြင့်ပြောရင်ယုံနဲ့မကွဲပဲနဲ့ဖြစ်ပြမြင်ပါတယ်လို့ပြောနေအဲ့ဒီပုဂ္ဂိုလ်ဒီဘာနဲ့ဥပမာတူပါလေတောင်းစီများရဲ့စေတော်မျိုးတော်ဘာတော်အစဉ်တိုင်းမကြိုးစားရမှာလားကြိုးစားရအောင်အဲ့တော့ဒီဝိသုဒ္ဓိ9ပါးကိုအစဉ်တိုင်းကြိုးစားဖို့ရတဲ့ယထာ9စဉ်ဥပမာပေးပြီးတော့ဘယ်ပုဂ္ဂိုလ်တွေကကျေစုပြုသွားသလဲဆိုရင်ဥစ္စနရဲ့ဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်တော်ကာလတုန်းကမန္တန်ဤမုံနှိမ့်မယတာဒေါနယောသရှင်ပုံနာဆိုတာမထေရမြတ်တစ်ပါးရှိခဲ့ပါတယ်အဲ့ဒီမထေရမြတ်ဒီတရားဟောတဲ့နေရာမှာဥပမာဥပမေယဆောင်းပြီးတော့တရားဟောဧတတဲ့ဘွယ်တုရသောပုဂ္ဂိုလ်တုဖြစ်ပါတယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့တပည့်တွေကတရင်ဝါလာကြွလာတဲ့ကဘုရားထံသွားကြတယ်ဘုရားထံသွားတဲ့အခါကျတော့ဘုရားရှင်ကိုရောမြတ်ကြီးကလာရောက်ဖူးမြော်သောယဟန်တွေကိုချစ်သားယဟန်တို့သင်တို့ဘယ်အရာဒေသကလာခဲ့ကြသလဲသင်တို့ရဲ့ဆရာကဘယ်သူလဲသင်တို့ရဲ့ဆရာကဘယ်လိုအတတ်မျိုးတွေသင်ကြားပေးသလဲလို့မေးခွန်းများစွာမေးပါတယ်အဲ့လိုမေးခွန်းများစွာမေးတဲ့အခါကျတော့ဘုရားတပည့်တော်မတို့ဘုရားတပည့်တော်တို့သည်မန္တန်ဤပုံနှိမ့်မယတာဒေါနယောသအရှင်ပုံနာရဲ့တပည့်တွေဖြစ်ပါတယ်ဘုရားဘုရားတပည့်တော်တို့ရဲ့ဆရာကသူကိုယ်၌ကလည်းသီလသမာဓိပညာသိက္ခာ3ပါးအကျင့်မြတ်တရားတွေကိုလွန်အောင်ကြိုးစားပြီးတော့တပည့်တော်တို့ကိုလည်းပဲသီလသမာဓိပညာသိက္ခာ3ပါးလွန်အောင်ကြိုးစားစေပါတယ်ဘုရားနောက်ပြီးဘုရားတပည့်တော်တို့ရဲ့ဆရာကထူးခြားချက်ကလေးရှိတာကမရှိတာကိုဂုဏ်ယူပါတယ်ဘုရားတဲ့ဘာကိုဂုဏ်ယူမရှိတာကိုဂုဏ်ယူပါတယ်လောကထဲမှာဂုဏ်ယူတာကရှိတာကိုဂုဏ်ယူတယ်ဘာကိုဂုဏ်ယူတယ်ရှိတာကိုဂုဏ်ယူပါတယ်ဒီခုအရှင်ဘုံနာကဘာကိုဂုဏ်ယူပါလဲရှိတာကိုဂုဏ်ယူပါတယ်အဲ့ဒီခါကျတော့ဘုရားရှင်ကိုရောမြတ်ကြီးကတာတုရဲ့လူ3ညိမ်3ကမခေါ်ဘူးလားခေါ်ပါတယ်3ညိမ်3ကခေါ်လိုက်တဲ့အတန်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကကြားတဲ့အခါကျတော့ဖယားတာတုခံရတဲ့ပုဂ္ဂိုလ်နဲ့တွေ့ကျင်နေတယ်အဲ့တော့တွေ့ကျင်လာတဲ့အခါကျတော့6လမြောက်တဲ့အခါကျတော့အရှင်ဘုံနာကိုယ်တိုင်ဖယားထံလာတယ်ဖယားထံလာတဲ့အခါကျတော့ယဟန်တစ်ပါးကအရှင်သာရိပုတ္တရာကိုရောမြတ်ထံသွားပြီးတော့အရှင်ဘုရားကြီးအရှင်ဘုရားတွေ့ကျင်နေတော့အရှင်ဘုံနာယခုဘုရားထံရောက်နေတယ်လို့သွားပြီးတော့လျှောက်တဲ့အခါကျတော့ဟိုရှင်ဘုံနာကဘုရားထံကဩဝါဒတွေခံယူပြီးတော့အန္တဝန်တော်သူကြွသွားတဲ့အခါကျတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကတွေ့ကျင်လို့လာတော့လည်းပဲတွေ့ခွင့်မရတဲ့အခါကျတော့ဘယ်ကြွသွားသလဲဆိုတဲ့အခါကျတော့အန္တဝန်တော်သူကြွသွားတယ်ဆိုသူကလည်းနောက်ကနေတုတ်ချေတင်ပြီးတော့မလိုက်ဘူးလားလိုက်ပါလေလိုက်သွားလို့မီလူနီးနဲ့သူလိုက်သွားရင်ကနေပြီးတော့ဟိုအန္တဝန်တော်သူရောက်တဲ့အခါကျတော့အရှင်ဘုံနာကတမပတ်ဝင်စားလိုက်တယ်အဲ့လိုတမပတ်ဝင်စားတဲ့အချိန်မှာ
ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကလည်းသူသမဘဝင်စားသလိုငါလည်းသမဘဝင်စားမယ်သူသမဘကထားတဲ့အချိန်ငါလည်းသမဘမှာထားစီတည်းဆိုပြီးတော့နှစ်ပါးသာအန္တဝန်တော်တွင်မှာသမဘမဝင်စားဘူးလားဝင်စားပါဘူးဝင်စားလို့ပြီးတဲ့အခါကျတော့ရှင်ဘုံနာကနေပြီးတော့သမဘကထားလာတဲ့အချိန်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကလည်းသမဘကထားလာတဲ့အခါကျတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကပဲရှင်ဘုံနာကိုမိတ်ဆက်စကားလေးပြောလိုက်တဲ့ငါရှင်ဒီသာသနာတော်မြတ်ကြီးမှာမြတ်သောအကျင့်ကိုကျင့်တဲ့နေရာမှာတာလွန်မြင့်မြတ်သူဖြစ်ပေတယ်လို့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကအရှင်ဘုံနာကိုမိတ်ဆက်စကားလေးမဆိုဘူးလားဆိုပါရဲ့ဗျာအဲ့လိုမိတ်ဆက်စကားလေးဆိုပြီးတဲ့အခါကျတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကအရှင်ဘုံနာကိုဒီဝိသုဒ္ဓိ9ပါးကိုတပါးချင်းကိုမေကွန်၄ချက်နဲ့မေးတယ်ဘယ်လိုမေးတယ်လဲလို့မေးဆိုရင်ငါရှင်ဒီသာသနာတော်မြတ်ကြီးမှာသီလဝိသုဒ္ဓိသီလစင်ကြယ်ဖို့ရအတွက်ကြိုးစားနေပါသလားလို့မမေးဘူးလားမေးပါရဲ့ဗျာမေးတဲ့အခါကျတော့မဟုတ်ပါဖေရတဲ့ဘယ်လိုအဖြေပေးမဟုတ်ပါဗျာအဲ့ဒီခါကျတော့ဘယ်အကျိုးငါကြိုးစားနေသလဲလို့ဒုတိယမေးခွန်းဆက်မမေးဘူးလားမေးပါရဲ့ဗျာဒုတိယမေးခွန်းဆက်ပြီးတော့ तू ကအဖြေပေးလိုက်တာကဥပါဒံချုပ်တဲ့နိဗ္ဗာန်အကျိုးငါကြိုးစားနေပါတယ်ဖေရပြောကြအောင်ဥပါဒံချုပ်တဲ့နိဗ္ဗာန်ကြိုးစားနေပါတယ်အဲ့တော့ဥပါဒံချုပ်တဲ့နိဗ္ဗာန်ကြိုးစားနေပါတယ်ဆိုတော့တတိယမေကွန်းဆက်မေးတာကဥပါဒံချုပ်တဲ့နိဗ္ဗာန်ဒီသီလလုံရင်မရနိုင်ဘူးလားလို့ဆက်မမေးဘူးလားမေးပါဘူးမေးတဲ့အခါကျတော့မရနိုင်ပါဖေရတဲ့ဘယ်လိုဖြေပေးတယ်မရနိုင်ပါဒီလိုဆိုရင်ဒီသီလမလုံဘဲနဲ့ကိုရနိုင်သလားလို့ဆက်ပြီးတော့မမေးဘူးလားမေးပါဘူးမေးတဲ့အခါကျတော့မရနိုင်ပါဖေရလို့အဖြေမပေးဘူးလားမေးပါဘူးမေးခွန်းပဲနှစ်ချက်၄ချက်မှာနံပါတ်1ကမဟုတ်ပါဖေရနံပါတ်2ကဥပါဒံချုပ်တဲ့နိဗ္ဗာန်အကျိုးငါကြိုးစားနေပါတယ်ဖေရအဲ့ဒါလေးကိုပြီးပြီးပြန်ပြောဥပါဒံချုပ်တဲ့ဥပါဒံချုပ်တဲ့နိဗ္ဗာန်ကျိုးငါကြိုးစားနေပါတယ်ဖေရနောက်နှစ်ချက်ကမရနိုင်ပါဖေရမရနိုင်ပါဖေရဆိုတော့တပါးချင်းမေကွန်၄ချက်စီမမေးဘူးလားမေးပါတယ်အဲ့တော့ဒီနေရာမှာဥစဉ်ကနေပြီးတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးရဲ့နေရာကနေပြီးတော့အာလွန်သောယောဂီတွေကအရှင်ဘုံနာရဲ့နေရာကနေပြီးတော့ရောင်းသူဝယ်သူအတန်တူပြီးတော့အမေးအဖြေနဲ့ဟောရင်မကောင်းဘူးလားကောင်းပါတယ်အမေးအဖြေနဲ့ဟောတဲ့နေရာမှာမဖြေချင်းဖြေမှလားတိုးတိုးလေးဖြေမှလားဟွာပြီဘလို့ဖြေပေးရမှမသိတော့ကျဲကျဲအားရပါရဖြေပါမယ်ဖေရပြောကြအောင်ကျဲကျဲအားရပါရဖြေပါမယ်အားရပါရဖြေနော်ဘိုက်စာမှာမစိုးနဲ့မနဲ့အာယုံတက်ရင်ထက်ကျွေးမှသိကြတယ်အားရပါရမဖြေရမလားဖြေရမလားကဲအားရပါရဖြေကြနာကြရအောင်အိုစေရမျိုးတော်အပေါင်းတော်ကောင်းတို့သီလဝိသုဒ္ဓိသီလတွေစင်ကြယ်ဖို့ရန်တွေကြိုးစားနေကြပါသလားဟုတ်ပါဗျာဘယ်ကျိုးငါကြိုးစားနေကြပါသလဲဥပါဒံချုပ်တဲ့နိဗ္ဗာန်ကျိုးငါကြိုးစားနေပါတယ်ဗျာဥပါဒံချုပ်တဲ့နိဗ္ဗာန်သီလလုံရင်မရနိုင်ဘူးလားမရနိုင်ပါဗျာသီလမလုံဘဲနဲ့ကိုရနိုင်ပါရဲ့လားမရနိုင်ပါဗျာအိုစေရမျိုးတော်အပေါင်းတော်ကောင်းတို့စိတ်တဝိသုဒ္ဓိစိတ်တွေစင်ကြယ်ဖို့ရန်အတွက်ကြိုးစားနေကြပါသလားဟုတ်ပါဗျာဘယ်ကျိုးငါကြိုးစားနေကြပါသလဲဥပါဒံချုပ်တဲ့နိဗ္ဗာန်ကျိုးငါကြိုးစားနေပါတယ်ဖေယဥပါဒံချုပ်တဲ့နိဗ္ဗာန်စိတ်စင်ကြယ်ရင်မရနိုင်ဘူးလားမရနိုင်ပါဘူးစိတ်မစင်ကြယ်ပဲနဲ့ကိုရနိုင်ပါရဲ့လားမရနိုင်ပါဘူးအိုစေရမျိုးတော်အပေါင်းတော်ကောင်းတို့ဒိဋ္ဌိဝိသုဒ္ဓိအယူရဲ့စင်ကြယ်ဖို့ရန်အတွက်ကြိုးစားနေကြပါသလားဟုတ်ပါဗျာဘယ်ကျိုးငါကြိုးစားနေကြပါသလဲဥပါဒံချုပ်တဲ့နိဗ္ဗာန်အယူစင်ကြယ်ရင်မရနိုင်ဘူးလားမရနိုင်ပါဘူးအယူမစင်ကြယ်ပဲနဲ့ကိုရနိုင်ပါရဲ့လားမရနိုင်ပါဘူးအိုစေရမျိုးတော်အပေါင်းတော်ကောင်းတို့ကင်္ခဝိတရဏဝိသုဒ္ဓိယုံမတန်တရားတွေကင်းစင်ဖို့ရအတွက်ကြိုးစားနေကြပါသလားဟုတ်ပါဗျာဘယ်ကျိုးငါကြိုးစားနေကြပါသလဲဥပါဒံချုပ်တဲ့နိဗ္ဗာန်ကျိုးငါကြိုးစားနေကြပါ
ဥပါရံကျုတ်တဲ့နိဗ္ဗာန်ယုံမတန်တရားကင်းစင်ရင်မရနိုင်ဘူးလားယုံမတန်တရားမကင်းစင်ပဲနဲ့ကိုရနိုင်ပါရဲ့လားအိုစေရာမြေရာအပေါင်းတော်ကောင်းတို့မေဃညာနာတသနာဝိသုဒ္ဓိဖြစ်ပြတဲ့မြင်ဖို့ရအတွက်ကြိုးစားနေကြပါသလားဘယ်ကျိုးငါကြိုးစားနေကြပါသလဲဥပါရကျုတ်တဲ့နိဗ္ဗာန်ဖြစ်ပြမြင်မရနိုင်ဘူးလားဖြစ်ပြမရင်ပဲနဲ့ကိုရနိုင်ပါရဲ့လားအိုစေရာမြေရာအပေါင်းတော်ကောင်းတို့ပฏิပဒညာနာတသနာဝိသုဒ္ဓိဖြစ်ပြတဲ့မုံမိုးရအတွက်ကြိုးစားနေကြပါသလားဘယ်ကျုံငါကြိုးစားနေကြပါသလဲဥပါရကျုတ်တဲ့နိဗ္ဗာန်ဖြစ်ပြမုံရင်မရနိုင်ဘူးလားဖြစ်ပြမမုံပဲနဲ့ကိုရနိုင်ပါရဲ့လားအိုစေရာမြေရာအပေါင်းတော်ကောင်းတို့ညာနာတသနာဝိသုဒ္ဓိမဉ္ဇဉ်ရဖို့ရန်အတွက်ကြိုးစားနေကြပါသလားဘယ်ကျိုးငါကြိုးစားနေကြပါသလဲဥပါရကျုတ်တဲ့နိဗ္ဗာန်မဉ္ဇဉ်ရရင်မရနိုင်ဘူးလားမဉ္ဇဉ်မရဘဲနဲ့ကိုရနိုင်ပါရဲ့လားအိုစေရာမြေရာအပေါင်းတော်ကောင်းတို့ဥပါရံချုပ်တဲ့နိဗ္ဗာန်ဘယ်လိုကြိုးစားမှရနိုင်မယ်ဝိသုဒ္ဓိခုနှစ်ပါးပြည့်စုံမှရနိုင်မယ်ဥပါရံချုပ်တဲ့နိဗ္ဗာန်ဘယ်လိုကြိုးစားမှရမယ်ဤဝိသုဒ္ဓိခုနှစ်ပါးမပြည့်စုံပဲနဲ့ရပါမလားအဆင့်ကျော်လို့လည်းရပါမလားဒါကိုရှင်ဗုဒ္ဓကရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကိုလောကဥမာလေးပေးလိုက်တာကဘယ်သိနေသည်ကောသလမင်းကြီးသည်တဲ့တာဝတိကနေပြီးတော့တာဂေတမြို့သို့အလေအပတ်သွားတဲ့အခါမှာတာဝတိနဲ့တာဂေတကလည်းခုနှစ်ယူဇနာကွာဝေးသောဌာနအဲ့ဒီခုနှစ်ယူဇနာကွာဝေးသောဌာနကိုတယူဇနာလင်ယထာတစီတဲ့ရှေးခေတ်ရှေးကာလတုန်းကမြင်းလဲတွေကိုယထာလို့ခေါ်တယ်ပေါ့တယူဇနာလင်မြင်းလဲတစီဆိုတဲ့အခါကျတော့ပထမယထာကတယူဇနာခရီးကိုမပို့ဘူးလားပထမယထာဘောကဆင်းတော့ဒုတိယယထာဘောမတည့်ရဘူးလားဒုတိယယထာကနှစ်ယူဇနာခရီးမပို့ဘူးလားဒုတိယယထာဘောကဆင်းတော့တတိယယထာဘောမတည့်ရဘူးလားတတိယယထာကသုံးယူဇနာခရီးမပို့ဘူးလားတတိယယထာဘောကဆင်းတော့စတုထယထာဘောမတည့်ရဘူးလားစတုထယထာကလေးယူဇနာခရီးမပို့ဘူးလားစတုထယထာဘောကတက်တော့ပစ္စမယထာဘောမတည့်ရဘူးလားပစ္စမယထာက9ယူဇနာခရီးမပို့ဘူးလားပစ္စမယထာဘောကဆင်းတော့သတ္တမယထာဘောမတည့်ရဘူးလားသတ္တမယထာက6ယူဇနာခရီးမပို့ဘူးလားသတ္တမယထာဘောကဆင်းတော့တတ္တမယထာဘောမတည့်ရဘူးလားတတ္တမယထာဘောကဆင်းမတာလင်တာဂေတမြို့သို့ရောက်တယ်လို့ပဲတဲ့အဲ့ဒီဥမာတမေယနေ့ပုထုဇဉ်ရဲ့နေပယ်ကနေပြီးတော့ဒီဥပါဒံချုပ်တဲ့နိဗ္ဗာန်ခရီးတက်လန်းနေကြတဲ့ဥစဉ်များရဲ့ဓမ္မယောဂီတွေလည်းပဲဒီဝိသုဒ္ဓိခုနှစ်ပါးကိုယထာ9စင်ဥပမာထားပြီးတော့စီးနှင်းပြီးတော့မသွားရမလားသွားရမှာသွားရမယ်ဆိုတော့နံပါတ်1ယထာကဘာဝိသုဒ္ဓိတကုတ်ကိုပြန်ပြီးတော့ဆင်ញင်သုံးသပ်ကြည့်လိုက်တော့သီလစင်ကြယ်မှုရှိမရှိနည်းလေးအတန်နဲတယ်သီလစင်ကြယ်မှုရှိမရှိသီလစင်ကြယ်ရင်ပထမယထာမအောင်မြင်ဘူးလားသီလယထာဘောကနေဆင်းတော့ဒုတိယယထာဘောမတည့်ရဘူးလားဒုတိယယထာဘောတက်တော့စိတ်ကလေးကိုစင်ကြယ်အောင်မလုပ်ရဘူးလားဝင်လေသည်ထွက်လေသည်မမှတ်ရဘူးလားဝင်လေသည်ထွက်လေသည်မှရင်တခါတလေကြောက်လဲစက္ကနဲ့ငိုက်တာလည်းပဲမရှိဘူးလားအမှန်တိုင်းပြောတော့ကြောင့်တရားဒုတရားမြတ်ရပါစေဗျာအဲ့လိုငိုက်သွားပြီဆိုရင်ဒါဒုတိယယထာဘောကပြုတ်ကျသွားပြီဘယ်ယထာဘောကပြုတ်ကျသွားရဲ့အဲ့တော့ဒုတိယယထာဘောကပြုတ်ကျသွားပြီဆိုမျက်လုံးကိုပုတ်တက်ပြီးတော့ကုတ်ကပ်ပြီးတော့ပြန်ပြီးတော့မတည့်ရမှာလားတည့်ရဦးစမြရဲ့ဆရာမျိုးတို့ဒီဒါမျိုးစုများတို့မဲ့ညာဘုံညာရဖို့ရန်အတွက်တရားလို့အားထုတ်တဲ့နေရာမှာမိမိတို့ကအောက်မဲ့ညာရဖို့ရန်အတွက်ကြိုးစားနေတာအိတ်ငိုက်နေတာကိုဦးဇင်းတို့ကအပြစ်ပြောเสียများလိုရလားပြောလည်းမပြောပါဘူး။အိုးရှင်မောကလန်ကိုရောမြတ်ကြီးတော်အထက်မဲ့ညာရဖို့ရန်အတွက်အားထုတ်နေတဲ့အချိန်မှာရှင်မောကလန်ကိုရောမြတ်ကြီးတော်ငိုက်သေးတာပဲမိမိတို့ကငိုက်တာများအပြစ်ပြောเสียများလို့လား
မလေးမပြောလဲမပြောဘူးလို့ပြောပြီးသားပါအဲ့တော့ရှင်မောကလန်ကိုတော်မြတ်ကြီးအထက်မညာရဖို့ရအတွက်အိတ်ငိုက်နေတဲ့ခါကျတော့ဖယားကသွားပြီးတော့အငိုက်ဖြောက်နီးခေါ်ရတယ်အဲ့ဒီအငိုက်ဖြောက်နီးလေးကိုဒါကိုမှတ်မိအောင်လင်္ကာလေးနဲ့ဆိုကြည့်အောင်ပယ်ဖြောက်တင်ညာစာနှလုံးသွင်းစာအန်လင်းဒီနာဖြင့်ကိုတက်အယရှုမြောအလောကပွားစဉ္ဉံသွားမတ္တအငိုက်ဖြောက်နီးရှင်မောကလန်ကိုရောမြတ်ကြီးအထက်မညာရဖို့ရတဲ့အာထုတ်နေတဲ့ချိန်မှာငိုက်နေတော့ဖះကသွားပြီးတော့အငိုက်ဖြောက်နီးခေါ်ရတယ်နံပါတ်1ကပယ်ဖြောက်တင်ညာတဲ့ပယ်ဖြောက်တင်ညာဆိုတာစိတ်ကိုရှုရင်းကငိုက်နေရုပ်ကိုပြောင်းရှုရုပ်ကိုရှုရင်းကငိုက်သွားပြီဆိုရင်စာနှလုံးသွင်းပါတဲ့ကိုရဖို့တဲ့စာလေးကိုနှလုံးသွင်းရဖို့တဲ့စလာလေးကိုနှလုံးသွင်းလို့ငိုက်နေတော့ပါးစပ်ကနေပြီးတော့ရတဲ့စာလေးကိုနှုတ်ကထွက်ဆိုပါတဲ့အဲ့ဒီလိုမှမီးတို့ငိုက်နေတယ်ဆိုရင်ကိုယ့်ရဲ့နေရွက်နှစ်ဖက်ကိုနာနာလိမ့်ဆွဲတဲ့နေရွက်နှစ်ဖက်ကိုဘာလို့ရမလဲဩဒါတောင်ငိုက်နေတယ်ဆိုရင်အရက်ရှုမျောတဲ့မျက်လုံးကိုဖွင့်ပြီးတော့အရက်လေးမျက်နှာကိုကြည့်လိုက်ပါတဲ့ဘာကိုကြည့်လိုက်ရမလဲအဲ့တော့အရက်လေးမျက်နှာကြည့်နေတာတော့ငိုက်နေတယ်ဆိုရင်အာလောကပွားတဲ့အယောင်အလင်းတစ်ခုမီးရောင်တော်၎င်းနေရောင်တော်၎င်းလင်းနေတဲ့အယောင်ကိုကြည့်လိုက်ပါတဲ့ဒါတော့ငိုက်နေတယ်ဆိုရင်ထိုင်ကြီးဣရိယာပုတ်ဖြုတ်ပြီးတော့ဈဉ္ညာလျှောက်ပါတဲ့ဘာလျှောက်ရမလဲဈဉ္ညာလျှောက်ရင်ငိုက်နေရင်တော့အဆောင်ပြန်အိတ်လိုက်ပါတဲ့ဒါပဲရှိတော့တာလေဒါကြောင့်ဥစဉ်မြတ်ဆိုတော်မျိုးတော့ပေါ်တော့အိတ်ငိုက်ပြီဆိုတာဒုတိယယထာဘောကပြုတ်ကျနေပြီအဲ့ဒါဒုတိယယထာဘောကနေပြီးတော့ပုတ်တက်ပြီးတော့မြို့တို့အနေနဲ့တရားလေးထန်တဲ့ဒီနေ့ပိုင်းနဲ့ပူရာကယုတ်တိရာကနံရုပ်နံလို့ကွဲသွားဆိုရင်တတိယယထာမအောင်မြင်ဘူးလားအောင်မြင်ပါတယ်မလေးပြောတော့ပြောတာပဲညောင်းတာညဲတာငါမဟုတ်ဘူးရုပ်လို့တော့ပြတော့ဒီတခါတော့သေလူမျိုးပါငါသေရကြီးရဲ့ဆိုတော့တတတိယယထာဘောကပြုတ်ချနေပြီဒါလည်းပဲဥစဉ်မြတ်ဆိုတော့မျိုးရုပ်နံဒီမကွဲရမလားကွဲရမလားအဲ့တော့ရုပ်နံကွဲပြီဆိုရင်ရုပ်တရားနံတရားရဲ့ဖြစ်ချင်းအကြောင်းတရားကိုသိသိပြီးတော့သိတဲ့ဉာဏ်ရသွားပြီဆိုရင်ဒီယထာဘောတော့မရောက်အောင်မတည့်ရမလားတည့်ရမှာဒါဥစဉ်မြတ်ရဲ့အာစိန်နဲ့ကံယောဂီတွေမိမိတို့အနေနဲ့ဒီယထာဘောတော့ပုဂ္ဂိုလ်တိုင်းရောက်နေကြမှာပါရောက်တဲ့အခါကျတော့ဥစဉ်မြတ်ရဲ့စတော်မျိုးတော့အပေါင်းတော်ကောင်းများတို့မြင်ရာကနေမုံရာကနေဆုံးအောင်မကြိုးစားရမလားကြိုးစားရကြိုးစားဆိုရင်နိဗ္ဗာန်ခရီးသို့မတည့်ရမလားတည့်ရမလားတောက်စင်များရဲ့စတော်မျိုးတို့ဒေသနာအစဉ်တိုင်းကြိုးစားဖို့ရအတွက်ဥစဉ်ကတိုက်တွန်းလိုက်တဲ့ခေါင်းစဉ်လေးကဝါမရှိပဲနဲ့ဝိမလုပါနဲ့ပြောကြအောင်ဝါမရှိပဲနဲ့ဝိမလုပါနဲ့လောကထဲမှာတချို့သောပုဂ္ဂိုလ်တွေယုံနံတော်မကွဲပဲနဲ့ဖြစ်ပြမြင်နေတယ်လို့ပြောဆိုနေတဲ့ပုဂ္ဂိုလ်တွေပတ်ဝန်းကျင်မှာတွေ့ပါလိမ့်မယ်အဲ့ဒီပုဂ္ဂိုလ်တွေကတပါးနဲ့ဥပမာတူတယ်လဲဆိုဝါမရှိပဲနဲ့ဝိလုနေတာနဲ့တူပါတယ်ဒါကြောင့်ကုသမြတ်ရဲ့စေတော်မျိုးတော်ပေါင်းတော်ကောင်းများယနေ့အဋိဌံပါရမီ၄ရက်မြောက်နောက်နေ့နံနဲ့တရက်တာဆိုရင်အဋိဌံပါရမီအောင်မြင်တော့မှာဖြစ်သည့်အတွက်ကြောင့်ဒီယထာ9စင်းကိုအစဉ်တိုင်းကြိုးစားဖို့ရအတွက်ဥစဉ်ကတိုက်တွန်းလိုက်တဲ့ခေါင်းစဉ်လေးကဝါမရှိပဲနဲ့ဒါဝါမရှိပဲနဲ့ဝေမလုပ္ပန်နဲ့ဆိုတာဒါလောကဥမာလေးပေးခြင်းဖြစ်ပါတယ်တရားအလုံးအားထုတ်တဲ့ပုဂ္ဂိုလ်တွေဒေသနာအစဉ်ဝိသုဒ္ဓိ9ပါးကိုအစဉ်တိုင်းကြိုးစားရမှာဖြစ်သည့်အတွက်ကြောင့်ဒီဝိသုဒ္ဓိ9ပါးအစဉ်တိုင်းပြောကြည့်အောင်ပါဠိလိုမပြောနဲ့မြန်မာပြန်ပြောသီလစင်ကြယ်ခြင်းစိတ်စင်ကြယ်ခြင်းအယူစင်ကြယ်ခြင်းယုံမာတန်တရားကင်းစင်ခြင်းဒါကဆရာသမားများရဲ့တာဝန်နောက်ပြီးကြတော့တဆင့်တက်ပြီးကြိုးစားရမှာကဖြစ်ပြမြင်ခြင်းဖြစ်ပြမုံခြင်းဒါကယောဂီရဲ့တာဝန်ဘသူရဲ့တာဝန်ယောဂီရဲ့တာဝန်နောက်ဆုံးကမဲဉဏ်ရခြင်းဒါကတရားရဲ့တာဝန်ဒါကြောင့်တာဝန်ကိုစီရှိသည့်အတွက်ကြောင့်ဦးစင်းများရဲ့စေတော်မျိုးတော်အပေါင်းတော်ကမှယနေ့ဆရာသမားများကတော့ဉာဏ်မီသည်ဖြင့်ကျေးဇူးပြုလိုက်ပြီးကျေးဇူးပြုသည့်ရရှိတဲ့အသိဉာဏ်တိုင်းဖြစ်ပြမြင်ရာကမောအောင်မကြိုးစားရမှာလားကြိုးစားရမှာကြိုးစားပြီဆိုရင်နိဗ္ဗာန်ခရီးသို့မရောက်မှာလားရောက်သွားမှာလားရောက်သွားပြီဆိုဦးစင်းများရဲ့စေတော်မျိုးတော်အပေါင်းတော်ကောင်းများတို့ခရီးပန်းတိုင်းနိဗ္ဗာန်သို့မိမိတို့အနေနဲ့ဧကံမုတ်ချမလွယ်ငါတို့ရောက်ကိုရောက်ရမယ်ဆိုပြီးတော့အဋိဌံပြုသည့်အားလို့ဆိုကြိုးစားကြပါလို့တိုက်တွန်းနှိုးဆော်ပြီးတော့ဝါမရှိပဲနဲ့ဝိမလုပ္ပါနဲ့ဆိုတဲ့တရားဓမ္မဤလင်္ကာလေးဆုံးရင်သိမ့်လိုက်ကြရအောင်တတ္တလောကရလူနာမြမတွေမြတ်ဘေယရဲ့
ရဲ့တရားစစ်တွေယုသေးလေးစားခြင်းအားဖို့စေနိဗ္ဗာန်ဇံမြန်းနိုင်ပါစေလောဘဒေါသမောဟထိန်ဝေဤမိသုံးပါးကြီးမားပါလေနိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတရားတွေကဘာတိတရွေထွန်းပါနိုင်ပါစေဒုမေပိအမြတ်တကနဲ့မတူတရားတို့ကိုနာယူခြင်းသုံးလေးရှိကြကုန်သောသင်္ဃာဓမ္မပေါင်းသူတော်ကောင်းတို့သည်အပမရိနာမမိမလျောမပေါ်မဆပြင်းပြတတ်သောတရိတရားဖြင့်တမ္ပါရိတာကိုယ်စဉ်ကိုငါသီလသမာဓိပညာသိက္ခာသုံးပါးခြင်းမြတ်တရားတွေပြည့်စုံအောင်ကျိုးစားပွားများအားထုတ်ကြကုန်ရတော်တည်း